TikTok မှာအခုလိုအဖီးစာတွေရေးတင်တာကပုံမှန်နဲ့ပို့ပြီးတော့ပြုတ်တတ်ပါတယ်ဘယ်လိုရေးတင်ရမလဲဆိုတာကိုဒီ video လေးမှာ share လုပ်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီအောက်ကပေါင်းလေးကိုနှိပ်ပါဒီပေါင်းကိုနှိပ်ပြီးဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာတက်ဆိုတာလေးရှိပါတယ်အဲ့ဒီတက်ဆိုတာကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါမယ်ခင်ဗျာရွေးချယ်ပြီးဆိုရင်เนาะကျွန်တော်ဒီမှာကိုရေးချင်တဲ့စာသားကိုကျွန်တော်ဒီမှာရေးထည့်ပေးရမှာဖြစ်ပါတယ်ဒီကိုရေးချင်တဲ့စာသားကိုကျွန်တော်ရေးထည့်ပြီးဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာနှိပ်ဆိုတာရှိတယ်နှိပ်ဆိုတာလေးကိုနှိပ်ပါနှိပ်ဆိုတာနှိပ်ပြီးခဏလေးစောင့်ပေးပါစောင့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောင်မှာကိုကြိုက်တဲ့ပုံစံကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်ကိုကြိုက်တဲ့ပုံစံတွေ့သွားပြီတွေ့ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကိုကြိုက်မကြိုက်တဲ့သချင်းလာဆိုလို့ရှိရင်ဒီနေရာမှာတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ကြိုက်တဲ့သချင်းစာသားကိုကျွန်တော်ဒီမှာရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကိုကြိုက်တဲ့သချင်းစာသားကိုရွေးထည့်ပါရွေးထည့်ပြီးတော့ပြီးဆိုရင်ကျွန်တော်ဒီအောက်မှာ UR story တင်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော် story ကိုတင်ပါကျွန်တော် story မတင်ရင်ပို့တင်နေတယ်ဆိုရင်တော့ဒီပို့တင်ပါအခုလိုမျိုးတင်တာကပုံမှန်တက်ဘူးပို့ပြီးတော့တက်စီမှာဖြစ်ပါတယ်